အသေးခွဲနေတဲ့တငယ်ချင်းကိုအားပေးရတဲ့ဆင်းလေးပေါ့နော်ဒီဆင်းလေးနဲ့တူတူလူမှုရေးကြောက်ပိုင်းစီးပွားရေးတွေဆင်ပြေဖို့ကျွန်တော်ကလည်းစုံမကောင်းတောင်းအားပေးပါတယ်လူဆိုတာရဲ့ချေမို့ရှိရတယ်သူမင်းနဲ့မပတ်သက်ချင်တာလဲမင်းသိပါတယ်တကယ်ချင်ရင်ပြန်လာမှာပေါ့တကယ်ချင်းရဲ့သူတို့ဘာစိတ်ချမ်းသာရင်မင်းလဲကူတော့ Okay again ဆိုတော့လည်းဒီလိုဆိုမယ်လူဆိုတာရင်မှန်တယ်ရှိရတယ်မင်းရချင်ပြီလို့မမေ့နိုင်တာလဲသိပါတယ်ဒီတိုင်းဆိုမဖြစ်ဘူးတကယ်တည်းရဲ့မင်းချစ်ခဲ့ပြီးပဲစိတ်လျှော်လိုက်တာကောင်းပါတယ် Are you ready? 1, 2 သူပြောတာလေးပဲတွေ့ရင်ချင်တဲ့ဆိုမင်းပြောတော့ရယူခြင်းဟာချစ်ဖို့ဆိုဒါဆိုမင်းဝန်နေတယ်သူရဲ့ပြောဝေးမြရလို့သူဆိုတာမင်းချက်ကောင်းရင်ကြည့်ဘူးဆိုဘာကြောင့်မို့ကောင်းရင်ကြည့်ကိုပေါင်းလို့မင်းလို့ပြမလဲမင်းနဲ့ဝေးဆုံးသွားတယ်လို့ဒီစလျော်ဒီဝေးကြရေးဆက်တာတော့ပါဒီစလင်းနဲ့တူတူကျွန်တော်ချက်ပြောပါ Thank you ပါချက်ပြောအားပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်သီရိရွှေစင်နဲ့အမှတ်တရနဲ့တူတူဆုံတွေ့ရတဲ့အတွက်လည်းဝမ်းသာတယ်ချက်ပြောနောက်ထပ်တစ်ချိန်သီရိရွှေစင်တို့အားလုံးလက်ခုပ်တန်းချိန်ချက်လောက်ကြည့်ပေးပါဦးဗျာ Thank you ပါကျေးဇူးအများကြီးတင်ပါတယ်ဗျာလ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 ာThank you ပါမလာ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 ဒီလေးကျေးဇူးပါလူဆိုတာနာကတူရှိရတယ်မင်းလာမတွေ့တော့လို့ပြောင်းနေတာလဲသိပါတယ်အားလုံးဒီတိုင်းဆိုမင်းပေးစခဲ့ပေမဲ့ရှုံးပေးရတာများပါတယ် And also about Jason 1, 2, 3 to Piora live changing at the soul be Piora ya you change ha chin so da so be let time go there tu ye pyo we mi ya lo tu so ra we just down in ji tu so ba chao mo ri cao in ji go ba lo mi lo mi ma le min ne we song twa de lu go mi touch ma le min ne we song twa de lu go ကျေးဇူးပြလိုက်တယ်ပါ Thank you ပါကျေးဇူးတင်ပါတယ်